အိဆက်ရာကနိုးလာတဲ့အခါတကဘာလုံးမှာဝိညာဉ်စွမ်းရည်တွေပြန်လည်နိုးထလာခဲ့ပြီးတစ်ချိန်ကရင်ပါခဲ့တဲ့တိရစ္ဆာန်နဲ့အပင်တွေဟာချက်ချင်းဆိုသလိုတွေးဆနေတဲ့မိစ္ဆာတရဝတွေဖြစ်ပြောင်းလဲသွားပြီးလူသားတွေဟာလည်းစွမ်းအားနိုးထခြင်းခစ်တဲ့ကိုမလွှဲရှောင်တာရောက်ရှိသွားခဲ့ရတဲ့တချို့ကအဆင့်တိုက်ခိုက်ရေးပါရမီလောက်ပဲနိုးထခဲ့ပေမဲ့ရဲရင်နဲ့စိတ်ဓာတ်နဲ့မြို့ပြက်ကြီးကိုအသက်ပေးကာကွယ်ရင်းနယ်မြေတစ်ခုရဲ့အရှင်သခင်ဖြစ်လာကြတဲ့တချို့ကြပြန်တော့လေအဆင့်နှစ်အမှောင်မော်ပညာကိုနိုးထခွင့်ရပြီးလူအသက်ကိုအပင်လောက်တောင်တန်ဖိုးမထားပဲအပြက်စီးတွေကြားမှာစိတ်ကြိုက်ဖြစ်စီရင်မကောင်းမှုပေါင်းစုံကိုကျူးလွန်ကြတဲ့အဆင့်ရှစ်ပါရမီကိုနိုးထခွင့်ရတဲ့ကတုရှင်တွေကတော့လူသားအဆင့်တန်းကနေကျော်လွန်သွားပြီးလောကအလယ်မှာဘယ်သူမှရှင်လို့မရတဲ့အစွမ်းတွေနဲ့လွတ်လပ်ငြိမ်းချမ်းစွာနေထိုင်နိုင်ကြတာပေါ့အရင်ဘဝတုန်းကတော့မင်းဟာကန်ဆိုးလုံးနဲ့လူဦးကြောင်ကြောင်တယောက်ဖြစ်ခဲ့တဲ့အဆင့်ဒီခန္ဓာကိုကြန့်ခိုင်မှုပါရမီကိုရခဲ့လို့လက်တီးတစ်ချက်တည်းနဲ့အပြက်ရှင်းမဲ့လူဖြစ်လာမယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့အစပြုနေမြေကနေတက်ရသေးခင်မှာတင်မိစ္ဆာတွေရဲ့ဝါမျိုးခြင်းကိုခံလိုက်ရတယ်အရင်ဘဝကလမ်းကြောင်းအတိုင်းဆိုရင်အခုရှိမှရှိနေတဲ့ပါရမီ၃ချိန်နိုးထခွင့်ဟာလည်းအဆင့်ဒီလောက်နဲ့ပဲပြီးသွားမှာအသေးချပါပဲဒါပေမဲ့ဒီတစ်ချိန်မှာတော့မင်းဟာပြန်လည်မွေးဖွားလာသူဖြစ်တာကြောင့်ကံကြမ္မာကိုအရှုံးမပေးတော့ဘူးအရင်ဘဝတုန်းကအထွတ်ထိပ်အဆင့်ကိုရောက်ခဲ့တဲ့အစွမ်းထက်ပုဂ္ဂိုလ်တယောက်မတော်တဆပြောပြခဲ့ဘူးတဲ့တုံးလုံး၆ချားပွဲလှုပ်ဝက်ချက်တစ်ခုကိုမင်းပြန်တတိယလိုက်တယ်အဲ့ဒါကတော့ဒီလောကမှာလင်းရှိကြောက်စိမ့်လို့ခေါ်တဲ့နတ်ဖျားအဆင့်ယန္နာတစ်ပါးရှိနေတဲ့ဆိုတာပါပဲအဲ့ဒီယတနာကိုပိုင်ဆိုင်တဲ့သူဟာကံကောင်းခြင်းနတ်သမီးရဲ့ထာဝရစောင့်ရှောက်မှုကိုရရှိမှာဖြစ်ပါတယ်ဒီလိုနဲ့မင်းဟာဆုံးဖြတ်ချက်ချပြီးအရင်ဘဝကအမှတ်ဉာဏ်တွေကိုအသုံးပြုကာအဲ့ဒီပုဂ္ဂိုလ်ပြောခဲ့တဲ့ယတနာရှိရာနေရာစီကိုအပြေးလွှားထွက်လာခဲ့တယ်မကြခင်မှာပဲတောနက်ထဲကိုရောက်ရှိသွားပြီးဒီနေရာကိုအတီးပြုပြီးတဲ့နောက်ယာယီစခန်းချကမွန်တေ12နာရီသွေးလမ်းမင်းပေါ်ထွန်းလာမယ့်အချိန်ကိုငြိမ်သက်စွာစောင့်ဆိုင်နေလိုက်တယ်သွေးလာမင်းကကဘာမြေကိုလွှမ်းခြုံသွားတဲ့အချိန်မှာကဘာအနှံ့ပြားမှာအဆင့်နှိမ့်ဆုံးကနေအဆင့်30အထိယတနာတွေဟာနေရာအနှံ့မှာကြပန်းပေါ်ထွက်လာတတ်တယ်ဆိုတာမင်းကောင်းကောင်းသိတယ်ဒါအပြင်ပါရမီနိုးထခွင့်ဟာသွေးလာမင်းနဲ့တပြိုင်တည်းစတင်တာမဟုတ်ပဲသွေးလာမင်းပေါ်ပြီးတနာရီကြာမှတရားဝင်စတင်မှာဖြစ်ပါတယ်ဒါကြောင့်မင်းရဲ့အစီအစဉ်ကရှင်းပါတယ်သွေးလာမင်းပေါ်လာတာနဲ့ယတနာတစ်တာကိုဖွင့်ကြောက်စိမ့်ကိုယူပြီးကိုယ့်ရဲ့ကံကောင်းခြင်းအညွန့်ကိန်းကိုအမြင့်ဆုံးအထိမြင့်တင်ထားမယ်ပါရမီနိုးထခွင့်ပွင့်လာတဲ့အခါမှာတော့ကံကြမ္မာကိုပြောင်းပြန်လည်ပြစ်နိုင်မယ်ဒီအခွင့်အရေးကိုအမိအယဆုပ်ကင်ထားမယ်ပေါ့အချိန်တွေဟာအရှိန်အဟုန်နဲ့ကုံဆုံးသွားပြီးမွန်းတဲ့12နာရီကိုရောက်လာခဲ့ပြီးကြည်လင်နေတဲ့ကောင်းကင်ကြီးဟာရုတ်တရက်ဆိုသလိုတွေးရောက်လန်းသွားပြီးလောကကြီးတစ်ခုလုံးမှာထူဆန်းပြီးအားကောင်းလာတဲ့ဝိညာဉ်စွမ်းရည်တွေပြည့်နေသွားတော့တယ်တွေးလာမင်းပေါ်ထွန်းလာပြီးဝိညာဉ်စွမ်းရည်များပြန်လည်နိုးထလာပါပြီတကဘာလုံးကလူသားတွေဟာပါရမီ၃ချိန်နိုးထခွင့်ကိုရရှိမှာဖြစ်ပြီးနောက်ထပ်တနာရီကြာမှတရားဝင်စတင်ပါမယ်ကဘာအနှံ့ပြအမှအဆင့်၄ကနေ10အထိယတနာတွေပေါ်ထွက်နေပြီဖြစ်လို့အရင်ဦးဆုံးရောက်ရှိသူကသာပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်တတိပေးချက်အနေနဲ့အချိန်ပိုင်းခြားလိုက်မိစ္ဆာတရဝတွေကျူးကျော်လာမှာဖြစ်လို့အမြဲတစေတမ်းမအောင်ကြိုးစားမှသာဒီလိုရှုပ်ထွေးလာတဲ့ကဘာပြက်ခက်ထဲမှာရှင်းတန်းနိုင်မှာဖြစ်ပါတယ်ဒီအချိန်မှာမင်းဟာစနစ်ရဲ့စက်တိုက်ထွက်ပေါ်နေတဲ့တတိပေးချက်တွေကိုဂရုမစိုက်နိုင်အားဘူးမင်းရဲ့မျက်လုံးတွေဟာပတ်ဝန်းကျင်ကိုအသေးတန်ကြည့်နေရင်ကြောက်စိမ့်ရဲ့အရေးအယောင်ကိုပဲရှာဖွေနေမိတယ်အဲ့ဒီအချိန်မှာပဲတောအုပ်အနက်ပိုင်းကကြောက်စင်တစ်ခုပေါ်မှာနူးညံ့ပေမဲ့တောက်ပလုံးနဲ့အလင်းနဲ့တစ်ခုထွက်ပေါ်လာခဲ့တယ်အဲ့ဒါဟာမင်းအသေးအတန်ရှာဖွေနေတဲ့ကြောက်စိမ့်ပါပဲအဆင့်30အထွတ်ထိပ်ယတနာလင်းရှိကြောက်စိမ့်ကိုရရှိတဲ့အတွက်ဂုဏ်ယူပါတယ်ပစ္စည်းအမီလင်းရှိကြောက်စိမ့်အရေးသွေးအဆင့်30အထွတ်ထိပ်အာနိတင်တဲ့ဝိစင်ထားသူရဲ့ကံကောင်းခြင်းဟာအမြင့်ဆုံးအထိမြင့်တက်လာမှာဖြစ်ပါတယ်ဘေးဒုက္ခတွေနဲ့ကြုံလာရရင်တောင်ကောင်းကျိုးဖြစ်ပြောင်းလဲသွားမှာဖြစ်ပြီးကံကောင်းခြင်းတွေအမြဲတမ်းအနားမှာရှိနေပါလိမ့်မယ်အာနိတင်နဲ့ဝိစင်ထားပြီးနောက်ကြင်ကြံခြင်းအရှိန်ဟုန်ဟာစင်ပွားကိန်းအတိုင်းအစမတန်မြင့်တက်လာမှာဖြစ်ပြီးဝိညာဉ်စွမ်းအင်စုပ်ယူနိုင်စွမ်းဟာတာမန်လူထက်တာလွန်သွားမှာဖြစ်ပါတယ်အာနိတင်3ဝိစင်ထားသူဟာမိမိရဲ့ခေါ်ယူခြင်းခံရတဲ့တရဝါတွေနဲ့စိတ်ချင်းဆက်သွယ်နိုင်မဲ့တန်ရောစင်နောင်ကျိုးကိုရရှိမှာဖြစ်ပြီးအဲ့ဒီတရဝါတွေရဲ့အဓိကစွမ်းရည်အချို့ကိုလည်းငှားရမ်းသုံးပြုနိုင်မှာဖြစ်ပါတယ်အာနိတင်4ဝိစင်ပြီးတာနဲ့ပိုင်ရှင်ရဲ့ဝိညာဉ်နဲ့တိုက်ရိုက်ပေါင်းစည်းသွားမှာဖြစ်လို့ဘယ်တော့မှကြက်မကြနိုင်တယ်လို့သူတစ်ပါးခိုးယူတာလူယူတာဒါမှမဟုတ်ဖျက်ဆီးတာမျိုးလည်းလုံးဝလုပ်လို့မရပါဘူးကြောက်စိမ့်ရဲ့အစွမ်းတတိတွေကိုဖတ်ပြီးတာနဲ့မင်းဟာဘာမှစဉ်းစားမနေတော့ပဲချက်ချင်းဆိုသလိုလေပင်မှာဆွဲလိုက်တဲ့အဲ့ဒီအချိန်မှတင်နူးညံ့ပြီးအားကောင်းလာတဲ့ဝိညာဉ်စွမ်းရည်တွေဟာမြည်ရည်အလားမင်းရဲ့ခန္ဓာအစိတ်ပိုင်းအနှံ့ပြားကိုအရှိန်ဟုန်နဲ့စီးဝင်သွားတော့တဲ့အကြောတွေထဲမှာဝိညာဉ်စွမ်းရည်တွေပြည့်ရှံသွားပြီးတကူလုံးနှွေးထွေးမှုကိုခံစားလိုက်ရတယ်လို့မင်းရဲ့ကံကြမ္မာဟာလည်းတဖြည်းဖြည်းချင်းတိတိတတ်တာပြောင်းလဲသွားခဲ့ပြီးလင်းရှိကြောက်စိမ့်ရဲ့တတိယမြောက်အာနိတင်ကအစွမ်းထက်လုံးတဲ့တကယ်လို့ငါသာခေါ်ယူခြင်းဆိုင်ရာပါရမီကိုနှိုက်မိမယ်ဆိုရင်တော့တကယ်ကိုကောင်းကင်ပေါ်တက်လန်းနိုင်ပြီပဲလို့မင်းစိတ်ထဲကနေတိတ်တဆိတ်တွေးတောနေမိပါတော့တယ်အချိန်တွေဟာတနာရီချင်းစီတိတ်တဆိတ်ကုံဆုံးသွားပြီးမွန်းတဲ့တနာရီတိတိကိုရောက်ရှိလာခဲ့တယ်ပါရမီ၃ချိန်နိုးထခြင်းကိုတရားဝင်စတင်လိုက်ပါပြီးလူသားအလုံးဟာတစ်ချိန်စီမဲနိုင်ခွင့်ရမှာဖြစ်ပြီးပါရမီကတ်၃ကတ်ထဲကမှတကတ်ကိုပဲကိုပိုင်ပါရမီအဖြစ်ရွေးချယ်နိုင်မှာဖြစ်ပါတယ်ကျေးဇူးပြုပြီးတတိထားရွေးချယ်ပေးပါလင်းရှိကြောက်စိမ့်ရဲ့အာနိတင်ကြောင့်ကံကောင်းခြင်းအညွန့်ကိန်းဟာအမြင့်ဆုံးအထိမြင့်တက်သွားပါပြီအထူးအခွင့်အရေးဖြစ်ပါရမီကတ်၃ကတ်လုံးကိုရွေးချယ်ပိုင်ဆိုင်နိုင်ခွင့်ရရှိသွားပါပြီနောက်တစ်စက္ကန့်မှာတင်ကောင်းကင်ယံကနေတောက်ပတဲ့အလင်းနှံ၃ခုကျဆင်းလာပြီးမင်းရဲ့ရှေ့မှာရှေးဟောင်းဆန်ပြီးခန့်ညားလာတဲ့ပါရမီကတ်၃ကတ်အဖြစ်ပြောင်းလဲသွားတော့တယ်မင်းဟာရင်ထဲကဝမ်းသာအားရဖြစ်မှုကိုထိန်းချုပ်ရင်းပထမဆုံးကတ်ကိုလှန်ကြည့်လိုက်တယ်အဆင့်30ပါရမီနတ်ဖျားအဆင့်ခေါ်ယူခြင်းကပ်ပိုင်ရှင်ဟာအဆင့်30တက်တိုင်းခေါ်ယူခွင့်တစ်ချိန်စီရရှိမှာဖြစ်ပြီးခေါ်ယူလိုက်တဲ့တရဝါဟာအနည်းဆုံးအဆင့်9ရှိတဲ့စွမ်းအားရှင်တွေဖြစ်ပါလိမ့်မယ်တစ္ဆာရှိမှုအပြည့်ရှိပြီးဘယ်တော့မှတစ္ဆာဖောက်မှာမဟုတ်ပါဘူးဒါဟာမင်းအတွက်တည်တံ့ဖန်တီးထားပြီးတယ်လို့ပါပဲစိတ်လှုပ်ရှားမှုကိုထိန်းရင်ဒုတိယကပ်ကိုဆက်လက်လိုက်တဲ့အခါအဆင့်30ပါရမီနတ်ဖျားအဆင့်တားလန်းစဉ်အာနိတင်ကတော့ဓာတိုင်းကျမ်းစာတွေကိုနားလည်နိုင်စွမ်းနဲ့တိုက်ကွက်ကျွမ်းကျင်မှုဟာအမြင့်ဆုံးအဆင့်မှာရှိနေမှာဖြစ်ပြီးဓာချက်တိုင်းမှာတိုက်ခိုက်မှုစွမ်းအားတရားစပုံမပါဝင်မှာဖြစ်ပါတယ်ဒါအပြင်အစပေါင်း1000အထိပြင်းထန်တဲ့တိုက်ခိုက်မှုဖြစ်ပေါ်ဖို့အခွင့်အလမ်းလည်းရှိပါတယ်တကယ်လို့အစွမ်းထက်တဲ့ဓာတလက်တာရှိမယ်ဆိုရင်ဒီပါရမီကအတုမဲ့ပါပဲမင်းဟာတုံရင်နေတဲ့လက်တွေနဲ့နောက်ဆုံးကပ်ကိုလှမ်းလိုက်ပြန်တဲ့အဆင့်30ပါရမီနတ်ဖျားအဆင့်ကံကောင်းခြင်းအာနိတင်ကတော့ကံကောင်းခြင်းနဲ့သမီးရဲ့စောင့်ရှောက်မှုကိုခံရမှာဖြစ်လို့တစ်သက်လုံးကံကောင်းခြင်းတွေနဲ့ပြည့်နေနေမှာဖြစ်ပါတယ်အသက်အန္တရာယ်နဲ့ကြုံလာရရင်အလိုလျောက်ကာကွယ်ပေးမဲ့စနစ်ပွင့်လာမှာဖြစ်ပြီးတေဘေးကနေတစ်ချိန်ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်ဒါဟာတကယ်ကိုဇက်လိုက်တယောက်ရဲ့အခွင့်အရေးပါပဲကတ်3ကတ်လုံးကိုကြည့်ပြီးတာနဲ့အလင်းတန်း3ခုအဖြစ်ပြောင်းလဲပြီးမင်းရဲ့ကိုယ်လေးကိုစီးဝင်သွားကထိတ်တန်းပါရမီ3ခုလုံးစတင်အသက်ဝင်သွားတော့တယ်
အခုချိန်မှာကဘာပြက်ခေရဲ့အဆင့်ရှစ်အထက်ရတနာတွေအများကြီးရှိနေသေးတာကိုမင်းကောင်းကောင်းသိတယ်ကဘာကြီးရှုပ်ထွေးနေတော့လူတွေဘာလို့ရမှန်းမသိဖြစ်နေတော့မှဒီရတနာတွေကိုအမြန်ဆုံးသိမ့်ပတ်ရမယ်မင်းခဏလောက်စဉ်းစားပြီးတာနဲ့အရင်ဘဝကမှတ်ဉာဏ်တွေကအဆင့်ရှစ်ဓာတ်တက်လက်ရှိမဲ့နေရာကိုအရင်သွားဖို့ဆုံးဖြတ်လိုက်တဲ့လမ်းမှာအခက်အခဲမရှိအောင်မင်းရဲ့ပထမဆုံးခေါ်ယူခြင်းတတဝါကိုခေါ်ဖို့စီစဉ်လိုက်တယ်ခေါ်ယူလိုသည့်အမျိုးအစားကိုရွေးချယ်ပေးပါအဝေးပြစ်တိုက်ခိုက်ရေးအနီးကပ်တိုက်ခိုက်ရေးကာကွယ်ရေးကုသရေးပံ့ပိုးရေးမင်းဟာဘာမှစဉ်းစားမနေပဲအဝေးပြစ်တိုက်ခိုက်ရေးကိုပဲရွေးလိုက်တယ်အဝေးပြစ်တတဝါတွေကမိစ္ဆာတွေကိုအမြန်တက်နိုင်လို့အဆင့်တက်မြန်ပြီးသူများထက်အသာစီးရမှာဖြစ်ပါတယ်မင်းစကားဆုံးနာနဲ့ခရမ်းနူရောင်အလင်းတန်းတွေထွက်ပေါ်လာပြီးဝုံမုံတွေကြားကနေလှပလုံးနဲ့အမျိုးသမီးတစ်ယောက်ထွက်ပေါ်လာတယ်သူကတော့ဒန္တာရီလာငွေနဲ့သမီးမဲဒူဆာပါပဲခေါ်ယူခြင်းတတဝါမဲဒူဆာအရေးသွေးအဆင့်တစ်ဆက်အဆင့်တစ်သခင်နဲ့အဆင့်တူဖြစ်သည်အသက်ဝင်စွမ်းရည်မြားကွဲပစ်စွမ်းရည်မာနာကာကွယ်ရေးတိုင်းမိစ္ဆာမှုတွေကြောက်ဖြစ်စေသောအမြင်အမြဲတမ်းစွမ်းရည်ရိုးရိုးတိုက်ခိုက်မှုတိုင်းတွင်ကြောက်ရွံ့ဖြစ်သွားစေနိုင်ခြင်းမာနာစွမ်းအား90%အမြဲတမ်းတိုးလာခြင်းတစ္ဆာရှိမှုအကျွမ်းမဲ့တစ္ဆာရှိခြင်းသခင်အားကြီးညိုလေးစားပြီးအရာအလုံးပေးဆက်ရန်အသင့်ရှိခြင်းမင်းအန်အော်မင်တက်နေတော့မှပဲမဲဒူဆာကဒူးထောက်အယိုအသေးပြူရင်းလှပတဲ့အတန်နဲ့ပြောလိုက်တယ်ခေါ်ယူမှုကိုနာခံပြီးရောက်ရှိလာပါပြီသခင်ကျမဟာသခင်ရဲ့အတစ္ဆာရှိဆုံးကြုံပါပဲကျမကိုအမိတစ်ခုပေးသနာဖို့တောင်းဆိုပါတယ်မင်းခဏလောက်စဉ်းစားပြီးပြုံးကပြောလိုက်တယ်မင်းနာမည်ကဲဒူဆာဆိုတော့နောက်ဆိုရှာရှာလို့ပဲခေါ်မယ်ရှာရှာရဲ့မျက်ဝန်းတွေထဲမှာဝမ်းသာမှုတွေရှက်တန်းသွားပြီးအမိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်သခင်ရှာရှာအမြဲမှတ်ထားပါမယ်လို့ပြန်ဖြေတယ်ရှာရှာမင်းလူပုံစံပြောင်းလို့ရလားရပါတယ်သခင်လို့ပြောပြီးတာနဲ့ခရမ်းရောင်လင်းတန်းလေးလွှမ်းသွားပြီးလှပလုံးနဲ့လူသားမျိုးသမီးလေးဖြစ်ပြောင်းလဲသွားတယ်အဲ့ဒီနောက်မင်းတို့နှစ်ယောက်အဆင့်ရှစ်ဓာတ်ရှိရာစီကိုအပြေးလွှားထွက်လာခဲ့ကြတယ်လမ်းမှာတော့နှိမ်ပါတဲ့ပါရမီတွေရပြီးဘာမတိညာမတိလာရောက်လူရက်ဖို့စူးစမ်းတဲ့လူတချို့နဲ့တွေ့ခဲ့တယ်ဒါပေမဲ့ရှာရှာရဲ့အေးဆက်ဆက်အကြီးတစ်ချက်အောက်မှာတင်သူတို့အားလုံးကြောက်ရွံ့ဖြစ်သွားပြီးအပိုင်းပိုင်းကွဲကြေတေဆုံးကုန်ကြတာတယ်မကြခင်မှာပဲမင်းတို့ဟာစွန့်ပစ်ထားတဲ့ဖះเจ้าအိုကြီးတစ်ခုကိုရောက်လာခဲ့တဲ့ရှာရှာဖွေဖွေလုပ်ပြီးတဲ့နောက်ဖះเจ้าနောက်ဖေးကပိုးစာပင်အိုကြီးပေါ်မှာပြင်းထန်တဲ့ဓာတ်ရှိန်ဝါတွေထွက်ပေါ်နေတဲ့အဆင့်ရှစ်ဓာတ်တစ်လက်ကိုတွေ့လိုက်ရတယ်အဆင့်ရှစ်ယတနာရီထန်တာကိုရရှိတဲ့အတွက်ဂုဏ်ယူပါတယ်အရေးသွေးအဆင့်ရှစ်အာနိတင်တဲ့တိုက်ခိုက်တဲ့အခါပြင်းထန်တဲ့ဓာတ်စွမ်းအင်တွေထွက်ပေါ်လာမှာဖြစ်ပြီးအနီးနားကရန်သူအားလုံးကိုအကြီးအကျယ်ထိခိုက်စေမှာဖြစ်ပါတယ်အာနိတင်နဲ့ရိုးရိုးတိုက်ခိုက်မှုမှာတော့တွေးထွက်တန်ယူဖြစ်စေတဲ့အာနိတင်ပါဝင်ပြီးရန်သူတေဆုံးတဲ့အထိဒဏ်ရာကိုစက်တိုက်နာကျင်စေမှာဖြစ်ပါတယ်အာနိတင်သုံးပိုင်ရှင်ရဲ့တိုက်ခိုက်မှုနှုန်းကိုအကြီးအကျယ်မြင့်တင်ပေးမှာဖြစ်ပါတယ်ဓာတ်ကိုကင်လိုက်တဲ့အခါအေးဆက်ပေမဲ့အာမန်အပြည့်ရှိတာကိုခန်းစားလိုက်ရတယ်နတ်ဖျားအဆင့်ဓာတ်လန်းစင်ပါရမီနဲ့ဒီဓာတ်နဲ့ပေါင်းဆက်လိုက်ရင်တော့တကယ်ကိုအလန်းစားပါပဲမင်းပျော်နေတော့မှပဲတည်ငြိမ်တဲ့ခြေတံတစ်ခုကြားလိုက်ရတယ်အနောက်တိုင်းဝစ်စုံနဲ့ခံရတဲ့အမျိုးသားတစ်ယောက်လမ်းလျှောက်လာတာကိုတွေ့လိုက်ရတယ်သူကတော့အရင်ဘဝကဟုံရွတ်လုပ်ငန်းစုရဲ့ဥက္ကဋ္ဌချန်တော်တော့ပါပဲသူဟာအရင်ဘဝကအစနစ်ပါရမီပဲရခဲ့ပေမဲ့စီးပွားရေးအမြင်ရှိလို့စွမ်းရှင်အများကြီးကိုစူးစီးပြီးအင်ပါယာတစ်ခုတည်ထောင်နိုင်ခဲ့တဲ့သူပါသူဟာစိတ်ထားကောင်းပြီးလူကြီးလူကောင်းဆန်တဲ့အတွက်မိတ်ဆွေဖွဲ့ဖို့အကောင်းဆုံးလူတစ်ယောက်ပေါ့ဒီလေးတွေ့ရတာဝမ်းသာပါတယ်မင်းပုံစံကြည့်ရတာဒီရီချန်တာအတွက်လာထင်တယ်လို့သူကဖော်ဖော်ရွရွနှုတ်ဆက်တယ်မင်းကလည်းပြုံးပြီးဦးလေးချန်နားလည်မှုလွဲနေပါပြီကျွန်တော်ကဒီနားကဖြစ်လာရင်မတော်တဆတွေးလို့ယူလိုက်တာပါလို့ပြန်ဖြေလိုက်တယ်အော်ဒီလိုလားလို့သူကအံ့ဩသွားပြီးမင်းပုံစံကတာမန်မဟုတ်ဘူးပဲငါချန်တော်ကမင်းလိုလူတော်လူကောင်းတွေနဲ့မိတ်ဆွေဖွဲ့ရတာအကြိုက်ဆုံးပဲငါတို့တငယ်ချင်းတွေဖြစ်လို့ရမလားမင်းဟာစိတ်ချလက်ချနဲ့ကောင်းကြီးပြလိုက်ပြီးဦးလေးချန်လိုလူမျိုးနဲ့မိတ်ဆွေဖြစ်ရတာကျွန်တော်အတွက်ဂုဏ်ယူစရာပါပဲကျွန်တော်တို့နောက်မှပြန်ဆောင်ကြတာပေါ့လို့ပြောပြီးရှာရှာနဲ့အတူထွက်လာခဲ့တယ်ချန်တော်တော့တယောက်တည်းကြောင့်အန်းနဲ့ကြံရစ်ခဲ့တာပေါ့ဖះเจ้าကထွက်လာပြီးနောက်မင်းတို့ဟာပင်လယ်ကမ်းခြေတစ်ခုစီကိုအမြန်သွားခဲ့ကြတယ်အရင်ဘဝတုန်းကဒီနေရာမှာအဆင့်6မိစ္ဆာတကောင်ကစွမ်းရှင်အများကြီးကိုတက်ပြီးသူတို့အလောင်းတွေကိုတစ်ဖက်ကကျွန်းကလေးစီဆွဲသွားတာကိုမင်းမြင်ခဲ့ဘူးတယ်အဲ့ဒီနောက်မှာစွမ်းရှင်တယောက်ကအံ့ဩဖွယ်ကောင်းအောင်ပြန်ရှင်လာပြီးအဲ့ဒီမိစ္ဆာကိုတက်ခဲ့တယ်လို့ဆိုတယ်တကယ်တမ်းသူအဲ့ဒီလိုအစွမ်းထက်သွားတာဟာကျွန်းပေါ်မှာကွက်ထားတဲ့ဟေးမိုလက်စွပ်ကြောင့်ဆိုတာမင်းသိထားပြီးသားပါကျွန်းပေါ်ကိုရောက်တဲ့အခါရှာရှာကမျက်နှာတီတီနဲ့တတိပေးတယ်တခင်ရှိကကူထဲမှာထူးဆန်းပြီးကြောက်စရာကောင်းတဲ့မော်စွမ်းရင်တစ်ခုကိုကျွန်မခံစားနေရတယ်မင်းကောင်းကြီးပြပြီးဓာတ်ကိုတင်းတင်းဆုပ်ကဂူထဲကိုဝင်လာခဲ့တဲ့ဂူကွေးတစ်ခုမှာအရေပြားတွေဆွဆွနေတဲ့ရုပ်ဆိုးလာတဲ့ငါးလူတစ်ကောင်ကမင်းစီကိုခုံအုပ်လာတယ်မင်းရဲ့ဓာတ်ချက်တစ်ချက်အောက်မှာတင်အဲ့ဒီငါးလူဟာအပိုင်းပိုင်းပြတ်တည်ဆုံးသွားတော့တယ်အဆင့်တငါးလူကိုတက်ဖြတ်နိုင်ခဲ့လို့အတွေ့အကြုံတွေရရှိပါတယ်အဆင့်တက်သွားပါပြီအဆင့်တမအဆင့်နှစ်တို့မင်းရရှိလာတဲ့အမှတ်ငါးမှတ်လုံးကိုခွန်အားထဲကိုပဲထည့်လိုက်တယ်တကူလုံးမှာအားအင်တွေပြည့်ရှံလာပြီးဘာမဆိုလုံးနိုင်တော့မယ်လို့ခံစားလိုက်ရတယ်အဲ့ဒီနောက်ကူအဆုံးကကြောက်စင်ပေါ်မှာခရမ်းရောင်အငွေ့တက်တွေထွက်နေတဲ့ရိုးရှင်းပေမဲ့အစွမ်းထက်တဲ့လက်စွပ်တကွင်းကိုတွေ့လိုက်ရတယ်အဲ့ဒါဟာမင်းရှာနေတဲ့ဟေးမိုလက်စွပ်ပါပဲဘုံယူပါတယ်အရှင်အဆင့်ကိုအထုပ်ထိတ်ရတနာဟေးမိုလက်စွပ်ကိုရရှိခဲ့ပါပြီပစ္စည်းအမီဟေးမိုလက်စွပ်အရေးသွေးအဆင့်တစ်ဆက်အထူးအာနိတင်တက်အတွင်း၌အကန့်အသတ်မရှိသောတိုးလောင်ဟင်းလင်းပြင်ပါရှိပြီးတတ်မဲ့ပစ္စည်းမှန်သမျှကိုတင်စီနိုင်ပါသည်ပစ္စည်းသွင်းခြင်းထုတ်ခြင်းမှာအလွန်လွယ်ကူလျင်မြန်ပြီးရှုပ်ထွေးသောလှုပ်ဆောင်ချက်များမလိုအပ်ပါအထူးအာနိတင်နှင့်အဆင့်မြင့်တိုက်ခိုက်မှုအများစုကိုခုခံနိုင်စွမ်းရှိပါသည်ယင်းတွင်အမောက်မော်ပညာကျင့်စာများစိတ်သက်ထိန်ချုပ်ခြင်းညှို့ယူဖန်ဆားခြင်းနှင့်ကြောက်ရွံ့ဖြစ်စေသည့်တိုက်ခိုက်မှုများပါဝင်ပါသည်အထူးအာနိတင်သုံးအသက်ဝင်စွမ်းရည်အမောင်ရိုက်ခတ်မှုသည်ပြစ်မှတ်ထားသူအားပြင်းထန်သောစိတ်ဝိညာဉ်ဒဏ်ရာကိုရရှိစေပြီးတတိလင့်မမျောသည့်အခြေအနေသို့ရောက်ရှိသွားစေနိုင်ပါသည်တကယ်လို့ပြစ်မှတ်ရဲ့စိတ်ဆွမ်းအားကအားနည်းမဲ့ဆိုရင်တော့သူ့ရဲ့အာယုံကြောစနစ်ကိုဓာတ်ရိုက်ဖျက်ဆီးပစ်နိုင်ပြီးထာဝရပျက်စီးမှုကိုဖြစ်ပေါ်စေပါလိမ့်မယ်ဒီစွမ်းရည်ကိုတစ်ချိန်မှ၃ချိန်ထိစုဆောင်းထားနိုင်ပြီးနေ့စဉ်ညသက်ကောင်အချိန်ရောက်တိုင်းတစ်ချိန်စီအလိုလျောက်ပြန်လည်အားဖြစ်ပေးမှာဖြစ်ပါတယ်မင်းရဲ့ရင်ထဲမှာတော့အတိုင်းအထက်အလွန်ဝမ်းသာသွားမိတယ်ဒီဟေးမိုလက်ဆွရှိနေတဲ့ရွေးတော့ကဘာပြက်ခစ်ထဲမှာရှိတဲ့အမောင်မော်ဆရာတွေရဲ့ကျင်းစာနဲ့စိတ်သက်ထိန်ချုပ်တာတွေကိုစိုးရိမ်နေစရာမလိုတော့ဘူးလေကဘာပြက်ခစ်ထဲမှာစိတ်သက်မကောင်းတဲ့အမောင်မော်ဆရာတွေအများကြီးရှိတယ်ဆိုတာသိထားဖို့လိုတယ်သူတို့ရဲ့အကြည့်အောက်ရောက်သွားပြီဆိုရင်တော့ဒဏ်ရာအပြင်းထန်ရတာကနေဝိညာဉ်ပါလွင့်စင်သွားတဲ့အထိဖြစ်သွားနိုင်တာမျိုးမင်းဟာလက်စွပ်ကိုလက်ချောင်းမှာချက်ချင်းဝတ်လိုက်ပြီးစိတ်ထဲကရည်ရွယ်လိုက်တာနဲ့လက်ထဲက
ရီချန်နာဟာချက်ချင်းဆိုသလိုပျောက်ကွယ်သွားပြီးဟေးမိုလက်ဆွရဲ့တူလောင်ဟင်းလင်းပြင်ထဲကိုရောက်သွားတော့တယ်တကယ်ကိုအဆင်ပြေလွန်းလာတာပေါ့အရင်ဘဝကမှတ်ညံတွေရမင်းတိထားတဲ့အဆင့်30ရတနာတီနေရဆိုလို့လင်းရှိကြောက်စိမ့်နဲ့ဟေးမိုလက်ဆွဒီနေ့နေရာပဲရှိတော့တယ်ကျန်တဲ့အဆင့်30ရတနာတွေကတော့အရန်ဝေးလုံးတဲ့နေရာမှာရှိနေတာဒါမှမဟုတ်တီနေရအတိအကျမသိရတာမျိုးတွေဖြစ်နေတယ်အခုဆိုရင်ကဘာပြက်ခေရောက်လာပြီဖြစ်လို့တကဘာလုံးရဲ့တဲယူပို့ဆောင်ရေးစနစ်တွေလည်းပျက်စီးနေပြီးတခြားဒေသတွေကိုတွားကျင်နေဆိုရင်ကိုပိုင်တဲယူပို့ဆောင်ရေးရင်တစ်ခုခုရှိမှာပဲဖြစ်မယ်ခဏလောက်စဉ်းစားပြီးတဲ့နောက်မှာတော့မင်းဟာချန်တော်တို့ကိုဆက်သွယ်ပြီးသူ့ရဲ့ကိုပိုင်လေရင်ကိုငှားဖို့ဆုံးဖြတ်လိုက်တယ်ချန်တော်တို့ရဲ့ဘီလာစီသွားတဲ့လမ်းမှာတော့မင်းဟာရှုပ်ထွေးပြရမ်းပါတာဖြစ်နေတဲ့မြင်ကွင်းတွေကိုတွေ့လိုက်ရတယ်လမ်းကြားတွေလမ်းမတွေအနှံ့ပြားမှာလူတွေဟာအခွင့်ကောင်းယူပြီးစားနပ်ရိက္ခာတွေကိုဝိုင်းဝန်းလူရက်နေကြတာပေါ့ဒါကိုသူညကြက်တန်ဈေးဝယ်ခြင်းလို့တောင်ခေါ်နေကြပြီးမင်းလည်းရင်ထဲမှာတက်ပြင်းချမိတဲ့အရင်ဘဝတုန်းကတော့ကဘာပြက်ခေရောက်ပြီး3နှစ်တွင်းမှာဖြက်စီအပြင်းနဲ့ကပေးကြီး3ခုစတိုက်ဖြစ်ပေါ်ခဲ့တာပထမဆုံးကတော့အပူကပေးပဲတကဘာလုံးရဲ့အပူချိန်ဟာအမြင့်ဆုံးအထိမြင့်တက်သွားပြီးရေရင်းမြင့်တဲ့အစားအစာတွေဟာအလွန်အမင်းပြက်လက်သွားခဲ့တယ်အဲ့ဒီနောက်မှာတော့အေးကပ်ဘေးကထက်ရောက်လာပြန်တဲ့အပူချိန်ကရုတ်တရက်ထိုးကျသွားပြီးမိုင်ပေါင်းထောင်ချီရေခဲဖုံးလွှမ်းသွားကလူပေါင်းများစွာအေးတန်နဲ့တေဆုံးခဲ့ကြရတယ်နောက်ဆုံးကတော့မိစ္ဆာကပ်ဘေးပေါ်မရေမတွက်နိုင်တဲ့မိစ္ဆာတွေဟာတကဘာလုံးကိုဝါမြုပ်ခဲ့ကြတယ်အဲ့ဒါတွေကအရင်ဘဝကမင်းရဲ့ရန်သူတော်တွေပဲဒီတစ်ခေါက်မှာတော့မင်းဟာအရင်လမ်းဟောင်းအတိုင်းဖြစ်မခံတော့ဘူးအစားအစာနဲ့ရေပြက်လက်တဲ့အခက်ခဲတွေကိုကိုဘယ်တော့မှအကြမခံတော့ဘူးစူပါမားကတ်ကြီးတစ်ခုနာကဖြစ်သွားတဲ့အခါမင်းဟာခြေလမ်းတက်လိုက်ပြီးစိတ်ထဲကရည်ရွယ်လိုက်ရုံနဲ့ဟေးမိုလက်ဆွရဲ့တိုးလောင်ဟင်းလင်းပြင်ကိုအသုံးပြုကစူပါမားကတ်ထဲမှာရှိတဲ့စံရည်လူသုံးကုန်ပစ္စည်းနဲ့ဆေးဝါးမှန်သမျှကိုတခုမကြံအကုန်သိမ်းကျုံယူလိုက်တော့တယ်စူပါမားကတ်ကိုအကုန်ရှင်းလင်းပြီးတဲ့နောက်မှာတော့အချိန်ကည8နာရီကိုရောက်လာခဲ့ပြီးကဘာလုံးဆိုင်ရာအများသုံးစကားပြောခန်းကိုတရားဝင်စတင်လိုက်ပါပြီးရှင်တန်ကြံရဲ့သူအားလုံးဟာဒီအခန်းထဲမှာလွတ်လပ်စွာပြောဆိုဆက်သွယ်နိုင်ပါတယ်စကားပြောခန်းမှာအသုံးပြုသူရဲ့တကယ်တပ်ပုံနဲ့နာမည်အစ်စ်ကိုဖော်ပြပေးမှဖြစ်လို့ကိုကြီးကိုရာအချက်လက်တွေမပေါက်ကြအောင်တတိထားပြောဆိုပေးကြပါစကားပြောခန်းပွင့်လာတာနဲ့မင်းဟာချန်တော်တို့ကိုချက်ချင်းရှာလိုက်ပြီး message ချပို့လိုက်တယ်ဦးလေးချန်ကျွန်တော်စုပါတရက်လောက်ပဲမတွေ့ရသေးတာဦးလေးကပို့ပြီးတော့တောင်ခံရလာတယ်လို့ပဲနော်ညီလေးစုကလည်းမြောက်နေပြန်ပါပြီဒါနဲ့ဘာကိစ္စရှိလို့လဲကျွန်တော်မှအကူညီတောင်းစရာတစ်ခုရှိလို့ပါဦးလေးရဲ့ကိုပိုင်လေးရင်ကိုခဏလောက်ငှားချင်လို့အဆင်ပြေနိုင်မလားကိုကိစ္စတေးသေးလေးပါပဲညီလေးကတောင်းဆိုမှာတော့ငါဘလို့လုံညင်းနိုင်မှာလဲကျန်းနန်ဆိုင်ကြီးကိုတာလာခဲ့ပါငါအိမ်ရှိမှာစောင့်နေမယ်မကြခင်မှာပဲမင်းဟာရှာကိုခေါ်ပြီးကျန်းနန်ဆိုင်အိမ်စီရောက်လာခဲ့တယ်ချန်တော်တို့ကတော့လုံခြုံရေးအဆောင်တချို့နဲ့အတူအိမ်ရှိမှာစောင့်နေပြီးအရန်ကိုဖော်ဖော်ရွရွကြိုဆိုနေတာပေါ့ညီလေးစုလေရင်နဲ့ဘဲကိုတွားချင်လို့လဲမိတောင်ကိုတွားမလို့ပါလို့မင်းကတူတူပဲပြန်ဖြေလိုက်တယ်ချန်တော်တို့ရဲ့မျက်လုံးတွေထဲမှာအံ့ဩရိပ်တွေဖြစ်ပြေးသွားတယ်မိတောင်ကအရှိမြောက်ဘက်မှာရှိတာလေဒီကနေလေရင်နဲ့သွားရင်4နာရီလောက်ကြာလိမ့်မယ်အဲ့ဒီနေရာကဝိညာဉ်စွမ်းအင်တွေအရန်ရှုပ်ထွေးနေတာပြီးတော့မိတက်မိစ္ဆာတွေလည်းအများကြီးပဲလုံးဝစိတ်ချရတဲ့နေရာမဟုတ်ဘူးနော်ကျွန်တော်ကအဲ့ဒီကတငယ်ချင်းတယောက်စီကိုတွားတွေ့အောင်ပါပဲတွေ့ပြီးရင်ချက်ချင်းပြန်လာမှာမို့လို့ဦးလေးချန်စိုးရင်စရာမရှိပါဘူးလို့မင်းကအကြောင်းပြချက်တစ်ခုပေးလိုက်တယ်အော်ဒါဆိုရင်၎င်းပါပြီလို့ချန်တော်တို့ကစိတ်အေးသွားအဲ့လိုနဲ့ဆက်ပြောတယ်ဒါနဲ့ညီလေးကိုအမှန်တိုင်းပြောရရင်ငါကအခုဒီဆိုင်အိမ်ထဲမှာခိုလုံရေးစခန်းတစ်ခုတည်ဆောက်နေတာပစ္စည်းကိရိယာတွေလည်းအကုန်ဆုံးတလို့လုံခြုံရေးလည်းအရန်ကောင်းတဲ့စခန်းပြီးသွားလို့ညီလေးမှသွားစရာမရှိရင်ငါစီကိုတာလာခဲ့မင်းကိုဒီခိုလုံးရေးစခန်းရဲ့လုံခြုံရေးကောင်းဆောင်တာဝန်ကိုတောင်းပေးချင်တာတစ်စခန်းလုံးရဲ့လုံခြုံရေးကိုမင်းတာဝန်ယူပေးပါလားမင်းဟာစိတ်ထဲကနေကောင်းခါမိတဲ့လုံခြုံရေးကောင်းဆောင်ဆိုတာပြောရရင်အဆောင်ကောင်းဆောင်ပေါ့မင်းရဲ့ရည်မှန်းချက်ကကဘာပြက်ခင်မှာထိတ်တန်းဆွမ်းအားရှင်ဖြစ်ဖို့ပဲဒီလိုနေရာမျိုးမှာအချိန်ဖြုံးပြီးအဆောင်လုပ်နေဖို့အားမအားဘူးလေဦးလေးချန်ရဲ့စိတ်စေတနာကိုတော့ကျွန်တော်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်မှလုပ်စရာတွေအများကြီးရှိနေသေးလို့ဒီတာဝန်ကိုတော့မယူနိုင်ပါဘူးဒါပေမဲ့ဒီယာတုနဲ့တက်တော်မဲ့သူတယောက်ကိုတော့ကျွန်တော်မိတ်ဆက်ပေးမယ်သူနဲ့တာဆက်သွယ်လိုက်ပါကောင်းပြီးညီလေးပြောတဲ့အတိုင်းပဲလုပ်လိုက်မယ်လို့ချန်တော်တော့ကကောင်းညိတ်တယ်အဲ့ဒီနောက်မင်းဟာတိုက်ကျွန်းရဲ့အချက်လက်တွေကိုချန်တော်တော့စီပို့ပေးလိုက်တယ်တိုက်ကျွန်းဆိုတာအရင်ဘဝကအဆင့်ရှစ်ဆွမ်းအားရှင်တယောက်ပဲသူကဝဝဖက်ဖက်နဲ့လူကောင်းကြီးပြီးစိတ်ထားအရန်ရိုးသားသူစိတ်ရင်းကောင်းသူဖြစ်ပေမဲ့မကောင်းမှုကိုတော့လုံးဝတိမခံတတ်ဘူးရန်သူကိုဆိုရင်တော့လက်မနေတတ်တဲ့သူမျိုးပေါ့သူ့ရဲ့ပါရမီကအဆင့်ရှိတဲ့အရာအလုံးကိုဝါမျိုးချင်းပဲကြောက်ခဲဖြစ်ဖြစ်အုတ်ခဲဖြစ်ဖြစ်မိစ္ဆာတွေဖြစ်ဖြစ်သူ့ပါဆက်ထဲထဲဝါလိုက်ရုံနဲ့အကုန်မြန်ချီဖြတ်နိုင်တယ်လို့သူ့ရဲ့တန်ရာတွေကိုကုသနိုင်ပြီးအဆင့်ကိုလည်းတိုးစေတယ်ပြီးတော့သူ့ရဲ့ဝါဖြိုးတဲ့ခန္ဓာကိုယ်ကလည်းကာကွယ်ရေးစွမ်းအားအရန်ကောင်းလို့အမြောက်ဆန်တွေနဲ့ပြည့်ရင်တော့ခံနိုင်ရရှိတယ်လုံခြုံရေးကောင်းဆောင်လုပ်ဖို့ဆိုရင်တော့သူကအသင့်တော်ဆုံးပဲချန်တော်တော်ကတိုက်ကျွန်းကိုဆက်သွယ်ဖို့လူလွတ်လိုက်ပြီးမင်းနဲ့ရှာကတော့ကိုပိုင်လေရင်ပေါ်တက်ကမိတောင်စီကိုထွက်လာခဲ့တယ်မထွက်ခွာခင်မှာမင်းကချန်တော်တော်ကိုအထူးသတိပေးခဲ့တယ်ဦးလေးချန်မကြခင်မှာအလွန်မင်းပူပြင်းတဲ့ရာသီဥတုဖြစ်ပေါ်လာတော့မယ်အပူချိန်ကလည်းအရန်မြင့်တက်လာမှာမို့လို့ရေရင်းမြင့်နဲ့အေးပေးပစ္စည်းတွေကိုအမြန်ဆုံးအလုံးလောက်စုဆောင်းထားပါအစင်သစ်ဖြစ်နေအောင်ပြင်ဆင်ထားပါချန်တော်တော်ကတော့မင်းစကားကိုကြားပြီးချက်ချင်းသတိဝင်သွားကသတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ညီလေးငါအခုချတချင်းစီစဉ်လိုက်မယ်လို့ကောင်းညိတ်ပြီးပြန်ပြောရှာတယ်၄နာရီကြာမှာတော့လေရင်ဟာမိတောင်ကိုအောင်မြင်စွာဆိုက်ရောက်လာခဲ့ပြီးဒီနေရာကတော့ချန်တော်တော်ပြောသလိုပါပဲဝိညာဉ်စွမ်းရည်တွေကမတည်ငြိမ်သလိုအပူချိန်ကလည်းအရန်မြင့်ပြီးလေထုထဲမှာအပူရှိန်တွေပြည့်နေနေတာပေါ့မင်းရဲ့ဒီတစ်ခေါက်ပန်းတိုင်ကတော့ဒီမှာရှိနေတဲ့အဆင့်ရှေ့ရတနာအမီးဝိညာဉ်ပတိပဲဒီပတိကိုတော့မရရအောင်ယူရမယ်လို့ဆုံးဖြတ်ထားတယ်တွေးလာမင်းပေါ်ထုံပြီးနောက်ဝိညာဉ်စွမ်းရည်တွေရဲ့အထောက်ပံ့ကြောင့်ရဲ့မိတောင်ရဲ့ထူးခြားတဲ့ပတ်ဝန်းကျင်ကြောင့်ရဲ့ကြောင့်ဒီနေရာမှာမိဝိညာဉ်လေးတွေအများကြီးပေါ်ထွက်လာခဲ့တယ်ဒီမိဝိညာဉ်လေးတွေကစိတ်ဆက်ပြီးတိုက်ခိုက်လို့စိတ်အရန်ပြင်းထန်ကြတယ်ဘေးနားမှာအသက်ရှိတဲ့အရာတစ်ခုခုကိုတွေးလိုက်တာနဲ့ဝိုင်းဝန်းတိုက်ခိုက်ကြတာပေါ့မိဝိညာဉ်လေးတွေလေရင်နားကိုမကတ်နိုင်ခင်မှာတင်ရှာကသူ့ရဲ့လေးကိုထုတ်ပြီးမြတက်ကပစ်လိုက်တယ်မြတစင်းကနေဓာရိပ်တွေအဖြစ်ခွဲထွက်သွားပြီးရှေ့ဆုံးကမိဝိညာဉ်ကဒီကိုချက်ချင်းတက်ပစ်လိုက်တော့တယ်မင်းရဲ့အတွေ့အကြုံတွေလည်းစတိုက်တက်လာပြီးစနစ်စီကတတိပေးချက်ရောက်လာတယ်ဂုံယူပါတယ်အရှင်အဆင့်2ကနေအဆင့်3ကိုတက်လန်းနိုင်ခဲ့ပါပြီမင်းနဲ့ရှာလေရင်ပေါ်ကဆင်းပြီးမိတောင်အနက်ပိုင်းစီကိုရှောက်လာခဲ့ကြတယ်လမ်းတစ်ဝက်မှာတော့အဆင့်4မိမိစာငယ်တစ်ကောင်ကိုတွေ့လိုက်ရတယ်အဲ့ဒီမိမိစာငယ်ရဲ့အနောက်ကကြောက်ဆောင်မဲမဲကြီးပေါ်မှာတော့ရဲရဲနီနေတဲ့အယောင်တွေနဲ့အပူရှိန်တွေထွက်ပေါ်နေတဲ့ပတိစိတ်တစ်စိတ်ငိမ့်သက်စွာရှိနေတာပေါ့အဲ့ဒါဟာမင်းရှာနေတဲ့မိဝိညာဉ်ပတိပါပဲဒီမိမိစာငယ်ကဒီပတိရဲ့ဝိညာဉ်စွမ်းရည်တွေကိုစုပ်ယူပြီးပေါ်ထွက်လာတာဆိုတာအတိအတာကြီးပါ
မိမိစာငယ်ကမင်းတို့ရဲ့အငွေ့သက်ကိုခံစားမိတာနဲ့ဆူရှာတဲ့အတန်ကြီးနဲ့အော်ဟစ်ပြီးမင်းစီကိုခုံအုပ်လာတော့တယ်မိမိစာငယ်ရဲ့မောက်မာတဲ့ပုံစံကိုမြင်တော့ရှာကချက်ချင်းပဲဒေါသထွက်သွားတယ်သူ့ရဲ့မျက်ဝန်းတွေထဲမှာအေးဆက်ဆက်အနီရောင်လင်းနှန်းတွေထွက်ပေါ်လာပြီးကြောက်ရွံ့အကြည့်စွမ်းရည်ကိုတုံးလိုက်တဲ့အခါမိမိစာငယ်ရဲ့ခန္ဓာကိုယ်ဟာတောင့်တင်းသွားပြီးကြောက်ရွံ့ကြီးဖြစ်သွားတော့တယ်မင်းကရှေ့ကိုတိုးပြီးရီချန်ဒါနဲ့ခုတ်လိုက်တဲ့အခါကြောက်ရွံ့ဟာအပိုင်းကွဲကြေသွားပြီးအပိုင်းစာတွေကြအားထဲကနေအဆင့်၄မိစ္ဆာကြောက်ခဲလေးတစ်လုံးလိမ့်ထွက်လာတယ်အဆင့်၄မိမိစာငယ်ကိုတက်ဖြတ်နိုင်ခဲ့လို့အတွေ့အကြုံတွေအများကြီးရရှိပါတယ်အဆင့်တက်သွားပါပြီအဆင့်၃မှအဆင့်၅တို့မင်းကမြေပြင်ပေါ်ကမိစ္ဆာကြောက်ခဲကိုကောက်ယူပြီးတေချာကြည့်လိုက်တယ်ဒီကြောက်ခဲတွေဟာကဘာပြက်ခေနောက်ပိုင်းမှာအဓိကငွေကြေးဖြစ်လာမယ်ဆိုတာမင်းသိနေတာပဲပစ္စည်းတွေဝယ်ဖို့တိုင်းကျန်းတွေလဲဖို့ဒါမှမဟုတ်လက်နက်ကရိယာတွေပြုပြင်ဖို့ဆိုရင်ဒီကြောက်ခဲတွေကမရှိမဖြစ်ပဲလေမင်းဟာအဲ့ဒီကြောက်ခဲကိုဟေးမိုလက်စွပ်ထဲတေချာသိမ်းဆည်းလိုက်ပြီးကြောက်ဆောင်ပေါ်ကမိဝိညာဉ်ပတိကိုတွားကောက်လိုက်တယ်အဆင့်၈ယတနာမိဝိညာဉ်ပတိကိုရရှိတဲ့အတွက်ဂုဏ်ယူပါတယ်ပစ္စည်းအမည်မိဝိညာဉ်ပတိအရေးသွေးအဆင့်၈အထူးအာနိသင်တပိုင်ရှင်ရဲ့မိခုခံနိုင်စွမ်းကိုအကြီးအကျယ်မြင့်တင်ပေးမှဖြစ်ပါတယ်မိနဲ့ဆိုင်တဲ့တိုက်ခိုက်မှုအများစုကိုခုခံနိုင်မှာဖြစ်ပြီးဘလောက်ပဲပူပြင်းတဲ့ပတ်ဝန်းကျင်မျိုးမှာမဆိုကြောက်ရွံ့စရာမလိုပဲနေထိုင်နိုင်မှာဖြစ်ပါတယ်အထူးအာနိသင်နဲ့ပိုင်ရှင်ရဲ့မိဝိညာဉ်စွမ်းအားသုံးပေါ်အတက်တိုက်ခိုက်မှုတွေကိုအစမတန်မြင့်တင်ပေးမှဖြစ်ပါတယ်တကယ်လို့သာမိသက်ဆိုင်ရာကျင့်စဉ်တွေတိုင်းကွက်တွေနဲ့တွဲဖက်အသုံးပြုမယ်ဆိုရင်တိုက်ခိုက်ရေးစွမ်းရည်ဟာနှစ်ဆအထိတိုးတက်သွားမှာဖြစ်ပါတယ်အထူးအာနိသင်၃အပူချိန်အငွေ့သက်တွေကိုစိတ်ကြိုက်ထုတ်လုပ်ပေးနိုင်ပြီးပတ်ဝန်းကျင်အပူချိန်ကိုစိတ်တိုင်းကြထိန်းညှိပေးနိုင်ပါတယ်ဘလောက်အထိအပူချိန်မြင့်မလဲဆိုတဲ့အတိုင်းအတာကိုလည်းပိုင်ရှင်ကလွတ်လပ်စွာထိန်းချုပ်နိုင်မှာဖြစ်ပါတယ်မင်းရဲ့ရင်ထဲမှာတော့အရန်ကိုဝမ်းသာသွားမိတာပေါ့အရင်ဘဝတုန်းကအေးကပ်ပေးကြောက်ခဲ့စဉ်ကအပူချိန်တွေရုတ်တရက်ထိုးကျသွားပြီးမိုင်ပေါင်းထောင်ချီရေခဲဖုံးလွှမ်းသွားခဲ့တာအဲ့ဒီတုန်းကခံစားခဲ့ရတဲ့ရိုးတွင်းချင်စီအထိအေးဆက်လာတဲ့အေးတံကိုအခုထိမင်းကောင်းမှတ်မိနေပါသေးတယ်လူပေါင်းများစွာဟာအဲ့ဒီအေးတံကြောင့်ပဲတေဆုံးခဲ့ကြရတာပါမင်းအနေနဲ့ဒီမိဝိညာဉ်ပတိကိုမရရအောင်ယူရတဲ့အဓိကအကြောင်းရင်းကလည်းဒီတတိယမြောက်အာနိသင်ကြောင့်ပါပဲအေးကပ်ပေးရောက်လာတဲ့အခါဒီပတိကိုကိုယ့်ရဲ့နေအိမ်မှာထားလိုက်ဒုံနဲ့နှွေးထွေးပြီးတက်တောင့်တက်တာရှိတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်ဒါဟာဘလို့မီးဖို့ဘလို့အပူပေးဆက်မျိုးထက်မဆိုပိုပြီးတော့စွမ်းဆောင်ရည်ကောင်းတယ်လို့အစားအစာတွေကိုအပူပေးဖို့ဒါမှမဟုတ်အကင်လုပ်ဖို့အတွက်တောင်အသုံးချလို့ရနိုင်ပါသေးတယ်မီးဝိညာဉ်ပတိကိုရပြီးတာနဲ့မင်းဟာကိုပိုင်လေရင်နဲ့နောက်ထပ်ပန်းတိုင်ဖြစ်တဲ့မြောက်ဝင်ရိုးစုံရေခဲပြင်ကြီးစီကိုချက်ချင်းထွက်ခွာခဲ့တဲ့တရက်နဲ့တညကြာအောင်ပြန်တန်းပြီးတဲ့နောက်မှာတော့မင်းနဲ့ရှာဟာမြောက်ဝင်ရိုးစုံကိုရောက်ရှိလာခဲ့ပြီးဒီနေရာကတော့တလောကလုံးနှင်းတွေရေခဲတွေဖုံးလွှမ်းနေပြီးအပူချိန်ကလည်းအလွန်မင်းနှိမ့်ကျနေတယ်လို့လေပြင်းတွေကလည်းတဝေါတိုက်ခတ်နေတာကြောင့်တက်ရှိဆိုလို့ဘာတစ်ခုမှရှာမတွေ့နိုင်တော့အောင်ပါပဲမင်းဟာဒီနေရာပြက်ကရိယာကိုကင်ပြီးရှေ့ကနေလမ်းပြခေါ်ဆောင်းသွားခဲ့တဲ့အရင်ဘဝကမှတ်ဉဏ်တွေရရေခဲဝိညာဉ်ပတိရှိနိုင်မဲ့လက်တီတွတ်နဲ့လောင်ကြီးတွတ်တီနေရာကိုမင်းခံမှန်းပြီးသားလေအဲ့ဒီနေရာဟာတစ်ချိန်လုံးကအဆင့်ရှိရေခဲပြင်မိစ္ဆာဖရင်ပေါ်ထွက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်အဲ့ဒီတုန်းကရေခဲပြင်မိစ္ဆာဖရင်ပေါ်လာတဲ့အခါမျိုးကြီးတစ်မျိုးလုံးကိုချက်ချင်းရေခဲပိတ်သွားစေခဲ့လို့အဆင့်ရှစ်ဆွမ်းအရှင်အများပြားစုပေါင်းတိုက်ခိုက်မှပဲခက်ခဲစွာအနိုင်ရရှိခဲ့တာပါအဲ့ဒီတုန်းကမီတာ100မြင့်တဲ့ရေခဲတောင်ကြီးကိုမိစ္ဆာဖရင်ကဖန်တီးခဲ့တာမို့မင်းရဲ့မှတ်ဉဏ်ထဲမှာဆွဲထင်နေခဲ့တာပေါ့အဲ့ဒီရေခဲပြင်ကြီးထဲမှာနာရီပေါင်းများစွာရှောက်လန်းပြီးတဲ့နောက်မှာတော့မင်းတို့ဟာပန်းတိုင်ကိုရောက်လာခဲ့ပြီးကောင်းကင်ထိမြင့်မားလာတဲ့အရာမရေခဲတောင်ကြီးကမင်းတို့ရဲ့လမ်းကိုပိတ်ဆို့ထားပါတယ်အရှင်ကျမတို့ဒီရေခဲတောင်ကိုပတ်သွားကြမလားလို့ရှာကမေးတယ်မလို့ဘူးလို့မင်းကခေါင်းခါလိုက်ပြီးလက်ထဲကရီချန်ဒါကိုတင်းဆုပ်ကရေခဲတောင်ကြီးရှိကိုဖြည်းဖြည်းချင်းရှောက်သွားလိုက်တယ်အဲ့ဒီနောက်မှာတော့မင်းရဲ့ခန္ဓာကိုယ်ထဲကဝိညာဉ်စွမ်းရည်အလုံးကိုဓာတ်ထဲကိုစူးစီးလိုက်ပြီးရေခဲတောင်ကြအီစီကိုအရှိန်ဟုန်နဲ့တစ်ချက်တည်းခုတ်ချလိုက်တယ်တောက်ပပြီးထက်မြက်လာတဲ့ဓာတ်အရှိန်ဝါဟာကောင်းကင်ရံကိုဖျက်ဆီးသွားပြီးရေခဲတောင်ကြီးစီကိုပြေးဝင်သွားတော့တယ်ဝုန်းဆိုတဲ့ကြီးမားလာတဲ့အတန်ကြီးနဲ့အတူအေယာမရေခဲတောင်ကြီးဟာဘေးတိုက်အပိုင်းပိုင်းပြတ်သွားပြီးရေခဲမုံတွေနဲ့အပိုင်းစတွေလေထဲမှာပြန့်လွင့်သွားခဲ့ပြီးရေခဲမုံတွေငြိမ်သက်သွားတဲ့အခါမှာတော့ရှေ့ကရေခဲတောင်ကြီးဟာမြေပြင်နဲ့တပြေးညီဖြစ်သွားခဲ့ပြီးရေခဲတွေကြားထဲမှာကြည်လင်တောက်ပနေတဲ့ပတိစစ်တစ်စစ်ငြိမ်သက်စွာရှိနေတာကိုတွေ့လိုက်ရတယ်အဲ့ဒါဟာရေခဲဝိညာဉ်ပတိပါပဲမင်းစီမှာမီးဝိညာဉ်ပတိပါနေတာကြောင့်ခန္ဓာကိုယ်ထဲမှာနှွေးထွေးတဲ့ဝိညာဉ်စွမ်းရည်တွေလှည့်ပတ်နေပြီးဘလို့အေးတံကိုမှမခံစားရပါဘူးဒါပေမဲ့ရေခဲဝိညာဉ်ပတိကတော့ရေခဲပြင်ကြားမှာစက်တိုက်တုံခါနေတာကိုတွေ့ရတယ်တိတာတာကတော့ဒီပတိနှစ်စစ်ဟာမီးနဲ့ရေခဲလိုပဲတစ်ခုနဲ့တစ်ခုဆန့်ကျင်ပဲဖြစ်နေလို့တပြိုင်တည်းဝစ်စင်လို့မရနိုင်တာပါပဲမင်းရှိကိုတိုးပြီးရေခဲဝိညာဉ်ပတိကိုကောက်ယူလိုက်တာနဲ့စနစ်ရဲ့တတိပေးချက်ကိုရရှိလိုက်တယ်ဂုံယူပါတယ်အရှင်အဆင့်၈ယတနာရေခဲဝိညာဉ်ပတိကိုရရှိခဲ့ပါပြီပစ္စည်းအမည်ရေခဲဝိညာဉ်ပတိအရေးသွေးအဆင့်၈အထူးအာနိသင်တပိုင်ရှင်ရဲ့ရေခဲတံခံနိုင်ရည်ကိုအကြီးအကျယ်မြင့်တင်ပေးမှဖြစ်ပါတယ်ရေခဲတံနဲ့ဆိုင်တဲ့တိုက်ခိုက်မှုအများစုကိုခုခံနိုင်မှဖြစ်ပြီးဘလောက်ပဲအေးဆက်တဲ့ပတ်ဝန်းကျင်မျိုးမှာမဆိုကြောက်ရွံ့စရာမလိုပဲနေထိုင်နိုင်မှဖြစ်ပါတယ်အထူးအာနိသင်နဲ့ပိုင်ရှင်ရဲ့ရေခဲဝိညာဉ်စွမ်းအားသုံးဖို့တက်တိုက်ခိုက်မှုတွေကိုအစမတန်မြင့်တင်ပေးမှဖြစ်ပါတယ်ရေခဲတက်ဆိုင်ရာကျင့်စဉ်တွေနဲ့တွဲဖက်အသုံးပြုမယ်ဆိုရင်တိုက်ခိုက်ရေးစွမ်းရည်ဟာနှစ်ဆအထိတိုးတက်သွားမှာဖြစ်ပါတယ်အထူးအာနိသင်၃အေးဆက်တဲ့အငွေ့သက်တွေကိုစိတ်ကြိုက်ထုတ်လုပ်ပေးနိုင်ပြီးပတ်ဝန်းကျင်အပူချိန်ကိုစိတ်တိုင်းကြလျှော့ချပေးနိုင်ပါတယ်ဘလောက်အထိအေးအောင်လုပ်မလဲဆိုတဲ့အတိုင်းအတာကိုလည်းပိုင်ရှင်ကလွတ်လပ်စွာထိန်းချုပ်နိုင်မှာဖြစ်ပါတယ်ဒီရေခဲဝိညာဉ်ပတိရှိနေရင်တော့မကြခင်ကြားရောက်လာမဲ့အပူကပ်ပေးကိုစိုးရိမ်နေစရာမလိုတော့ပါဘူးအပူကပ်ပေးရောက်လာတဲ့အခါဒီပတိကိုကိုယ့်ရဲ့နေအိမ်မှာထားလိုက်ရုံနဲ့အေးမြပြီးတက်တောင့်တက်တာရှိတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်မှာဖြစ်လို့ပူပြင်းလာတဲ့ကာလကိုအလွယ်တကူကြော်ဖြတ်နိုင်မှာပါမင်းကောင်းကောင်းသိထားတာကတော့လောကမှာမီးဝိညာဉ်ပတိရေခဲဝိညာဉ်ပတိတို့လိုမျိုးတခြားဝိညာဉ်ပတိတွေလည်းရှိနေသေးတယ်ဆိုတာပါပဲဥပမာလေဝိညာဉ်ပတိတစ်သားဝိညာဉ်ပတိရေဝိညာဉ်ပတိလျှက်စီးဝိညာဉ်ပတိစတာတွေပေါ့ဒါပေမဲ့လက်ရှိမှာတော့အဲ့ဒီပတိတွေရဲ့တည်နေရာအတိအကျကိုမသိရသေးတာမို့နောက်မှပဲဖြည်းဖြည်းချင်းရှာဖွေဖို့ဆုံးဖြတ်လိုက်တယ်ရေခဲဝိညာဉ်ပတိကိုတင်ဆက်ပြီးတဲ့နောက်မှာတော့မင်းဟာကိုပိုင်လေရင်နဲ့ကျန်းနန်ဆန်အိမ်စီကိုမူလလမ်းအတိုင်းပြန်ဖို့ပြင်ဆင်လိုက်တယ်အဲ့ဒီအချိန်မှာပဲကမ္ဘာလုံးဆိုင်ရာစကားပြောခန်းကိုဖွင့်ကြည့်လိုက်တဲ့အခါပြည်နိုင်ငံကတင်ထားတဲ့ဗီဒီယိုတိုလေးတစ်ခုကမင်းရဲ့အာယုံကိုဆွဲဆောင်သွားခဲ့တယ်ဗီဒီယိုထဲမှာအမျိုးသားတစ်ယောက်ဟာလမ်းပေါ်မှာအသေးအတန်ပြေးလွှားနေပြီးသူ့အနောက်မှာတော့ရုပ်ဆိုးလာတဲ့ခန္ဓာကိုယ်တွေပုတ်ပွားနေတဲ့ဇွန်ဘီတစ်ကောင်ကလိုက်နေတာပါဇွန်ဘီရဲ့အရှိန်ကအယမ်းမြန်ပြီးခဏလေးတွင်းမှာပဲအဲ့ဒီအမျိုးသားကိုမိသွားကမြေပြင်ပေါ်ကိုလှည့်ချပြီးအသားတွေကိုအငမ်းမရကိုက်ခဲစားတောက်နေတော့တယ်အဲ့ဒီမြင်ကွင်းဟာတကယ့်ကိုဆက်ဆုပ်ယွန်ရှာစရာကောင်းတယ်လို့ကြည့်ရသူကိုလည်းတုံ့လုံချောက်ချစေပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမင်းရဲ့ရင်ထဲမှာထိတ်လန့်သွားမိတယ်
ကဘာပြက်ခေရောက်လာတဲ့အခါမှာတိရစ္ဆာန်တွေအပင်တွေနဲ့လူသားတွေမကပဲ virus တွေပါမျိုးဗီဇပြောင်းလဲသွားမယ်ဆိုတာမင်းမထင်ထားခဲ့ဘူးလေဒီ zombie virus ကအရန်ကိုကြောက်စရာကောင်းပါတယ်အရင်ဘဝတုန်းကတော့ဒီ virus ဟာအပူကပ်ပေးနဲ့အေးကပ်ပေးနှစ်ခုလုံးကိုကြော်ဖြတ်နိုင်ခဲ့ရုံနဲ့မကပဲတစ်နေ့ထက်တစ်နေ့ပို့ပြီးတော့အဆင့်မြင့်လာကပိုမြန်လာတယ်လို့ကူးစက်နှုန်းကလည်းပိုမြင့်မားလာခဲ့တာပါ zombie ရဲ့ကုတ်ချစ်တာဒါမှမဟုတ်အကိုက်ခံရတာနဲ့ virus ပိုကူးစက်သွားမှာဖြစ်ပြီးအတိညာမဲ့တဲ့ zombie ဖြစ်ပြတောင်းလဲသွားမှာဖြစ်ပါတယ်သူတို့ဟာအသက်ရှိတဲ့အရာမှန်သမျှကိုမတိမချင်းတိုက်ခိုက်လို့စိတ်အရန်ပြင်းထန်ကြတာပါအရင်ဘဝတုန်းကတော့ကဘာပြက်ခေရဲ့ဒုတိယနှစ်ယောက်မှလူသားတွေဟာဒီ virus ကိုကာကွယ်နိုင်မဲ့ဒီ virus serum ကိုခက်ခက်ခဲခဲထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီခါကျမှပဲ virus ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ခဲ့ပြီးလူသားမျိုးနွယ်မျိုးတုံးမဲ့ဘေးကနေကာကွယ်နိုင်ခဲ့တာပါဒါပေမဲ့အဲ့ဒီ virus serum ရဲ့ဈေးနှုန်းကအရန်ကိုကြီးလွင်လွန်းလာတယ်လို့အရင်ရှင်လုပ်ငန်းရှင်ကြီးတွေကပဲလက်ဝဲကြီးအုပ်ထားတာဖြစ်ပါတယ်သူတို့ဟာဒီ serum ကိုအသုံးပြုပြီးတာမန်ရှင်တန်ကြံရစ်သူတွေရဲ့စီးစိမ်ဥစ္စာတွေကိုအခွင့်ကောင်းယူလူရက်ခဲ့ကြတာပါလူပေါင်းများစွာဟာ serum ကိုမဝယ်နိုင်တာကြောင့်နောက်ဆုံးမှာ zombie အဖြစ်ပြောင်းလဲသွားခဲ့ကြရတယ်ဒီတဘောမှာတော့မင်းဟာဒီလိုဝမ်းနည်းစရာဇလန်းမျိုးပြန်အဖြစ်မခံနိုင်တော့ဘူးဒီ virus serum ထုတ်လုပ်ပိုင်ခွင့်ကိုမင်းရဲ့လက်ထဲမှာပဲရှာနေစေရမယ်ခဏလောက်စဉ်းစားပြီးတဲ့နောက်မှာတော့မင်းဟာခီးစဉ်ကိုချက်ချင်းပြောင်းလိုက်ပြီးလေရင်မှုကိုလမ်းကြောင်းပြောင်းကပြည်တိန်နိုင်ငံစီကိုမောင်းနှင်ဖို့ခိုင်းလိုက်တယ်